YouTube မှာဒီမျိုးနဲ့အတန်းနဲ့ထပ်ပြီးတော့ edit ရပြန်ပြီဟေးကဲစကားရင်းပြောနေတော့လာလိုက်ကြည့်ဒီမှာဆန်းအောင်မှာဆော့တာတွေ့လားပြပြကျမဆန်းအောင်မှာဆော့တာတဲ့ပွဲလေးအကုန်လုံးလိုက်ကြည့်ကြလိုက်ကြည့်လိုက်ကြအောင်ပြစ်တယ်ဟေးဘာရောပြစ်တယ်အဲ့မှာပုံဖောက်တယ်ပုံဖောက်ဘာလို့ဖောက်လဲဆိုရင်အကောင်ကိုလူပါခေါ်သွားလို့ရှင်းနေတယ်ဘာမှစက်မနေလားဘူးလားစက်ကြည့်အိမ်မှာပြစ်တယ်ဝဲလို့ပြစ်တယ်ဒီလိုပဲအနောက်ကလည်းဘဲနေလဲပြီးတော့နိုင်နေမလားမသိအဲ့ဒါနဲ့ဝှက်ချက်လိုက်တယ်ပြစ်တယ်အိမ်မှာသူ့ကိုချိန်ထားတယ်အကောင်တကယ်ထွက်လာတဲ့စောက်ဘောလေးအမှမိသွားတယ်ကဲဝဲလို့ပြစ်တယ်ဒီဘက်ကိုလည်းပြစ်တယ်ကဲအရှိအကောင်ကလည်းကုန်းနေတယ်ကုန်းနဲ့ကုန်းပြနေဒီကလည်းထွက်လာတယ်ပြစ်တယ်ဟိုဘက်ကိုလည်းပြစ်ဒီဘက်လည်းပြအမေအလာလေးအမေရှေ့ကလေးပြလိုက်တယ်ဒီလိုက်ပါဘာမှဆော့ကြရမရှိဘူးစားအောင်ပါပြင်းစရာဘာလို့လဲဆော့နေကြတယ်မသိဘူးအဲ့ဒါတော့ကိုလေးပတ်ပြီးတော့တက်လာပြီးတော့လာလုတ်ဖိနေကြတာပါတဲ့မဲအတူခေါင်းပြန်လိုက်ရတယ်တဲ့ပုံမှန်အခုံနဲ့ရွာနေမှာပြအကျဉ်းကောင်တော့ပါဆဲဘူးလို့လည်းတော့လည်းဒီလိုတော့မရနိုင်ဘူးဗျာကဲမထပ်ပြတဲ့ဝတ်ချရဲ့အိတ်တဲ့တကယ်တော့အေးကြီးမွားလို့အိတ်ညာပါဒါဗီဒီယိုတော့မဟုတ်ပါဘူးပြီးတော့အေးကြီးမွားထားလို့အားနဲ့နောက်ဆုံးတစ်ကောင်ချက်နေအောင်သူလမ်းပြမယ်ဆိုပြီးတော့မှတော့ကောင်မဟုတ်ပါဘူးသုံးကောင်ကျန်တဲ့ကောင်တွေကဘယ်ရောက်နေမှာလဲကဲကိုလိုပဲတီးသွားရှော့ကြီးစများကြီးတပါသည်